နေတိတ်မကောင်းရင်တော့ထားကျင်တယ်လို့ဖြစ်နေဇက်တွေကစားလို့မကောင်းမမစားမကောင်းတပည့်ကလုတ်ပေးတာအိမ်မှာရှိရကိုရီးယားတုတ်ထိုးလေးနဲ့အသီးရွက်တွေနဲ့အိမ်မှာရှိရဟာလည်းလောက်တော့မာလာရှန်ကွာထိမိဘူးကောင်းလားပွင့်တော့ပါအစုံတော့မပါဘူးဘာလို့ညီမကလည်းလောက်စားကြည့်ဘယ်ပြက်လို့ရှိရင်နော်အားစားလို့ပါအမှန်တော့သမင်းနေစားတာလဲဘာရတာမှမရှိဘူးကောင်းမကောင်းဒါမဲ့ဟိုဒါမဲ့လောက်စားလိုက်တော့ဒီရွက်တွေလည်းစားပြသွားတယ်ပိတ်လည်းမပါကိုရီးယားတော်တော်လေးပုံလေးပဲနဲ့အသီးရွက်တွေနဲ့ခန်းထဲရရှိတဲ့ကစုံရွက်နဲ့ခန်းထဲရရှိတဲ့ကစုံရွက်တွေပူးလိုက်တယ်အိမ်မှာဂေါ်ဘီလေးနဲ့ရှိတယ်ပဲမောက်ရှိတယ်ဘုံညင်းလေးရှိတယ်မြေပဲလေးတစ်စီးနှစ်စီးနဲ့မလာချမ်းကအနှစ်နဲ့ငါရောအတော့ထက်ထက်ကိုစားခြင်းနဲ့အရသာတွေပေါ့ထက်ထက်တာပေါ့ညုတ်ဒီမုတ်တို့ဘာလို့ပါထက်ထက်ပြီးတော့ချင်းချင်းငန်းငန်းဆက်ဆက်ရှယ်စားကြပါဒီမကောင်းအဲ့လိုမျိုးတွေလောက်စားနော်တကယ်စားလို့ကောင်းတယ်နှုတ်အခုကလေခရင်းတွေပြက်တယ်စားကြတော့